ဗုဒ္ဓဘာသာဝင်တိုင်းနားဆင်တဲ့တာသက်ယုံကမိသားစုအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ audio mat channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗုဒ္ဓဘာသာဝင်တိုင်းစောင့်ထိန်ရမယ်ကံ၅ပါးထဲမှာပါဏာတိပါဒကံရဲ့အကျိုးပေးပုံကိုဖော်ပြတင်ဆက်ပေးထားတဲ့တာသက်ယုံကမိသားစုဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ပေးကြပါအောင်ရှင်ကျမတို့ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးအားပေးခဲ့ကြပါအောင်နော်တခါကရွာတရွာမှာအင်မတန်မှစီးပွားရေးအောင်မြင်ပြီးရွာကလူတွေအားကြရတဲ့မိသားစုတစုရှိခဲ့ဘူးတယ်အဲ့ဒီမိသားစုကတခြားသူတွေလိုလဲလောက်တာကုန်တယ်လောက်တာမဟုတ်ပဲဝက်တွေကိုအကြီးကျယ်မွေးပြီးဝက်ပေါ်တဲ့လုပ်ငန်းတာသက်ယုံလုပ်ငန်းကိုစလုပ်ခဲ့ကြတာပါအစပိုင်းမှာတော့အိမ်နောက်ခွေးမရင်တကောင်စားနှစ်ကောင်စားစတင်ခဲ့ပါတယ်ဒါပေမဲ့သူတို့မိသားစုကအယောင်းဝယ်အင်မတန်တော်တော့လက်ရလဲတန့်အသားလဲလက်ဆက်တယ်ဆိုပြီးတရွာလုံးတင်မကပဲဘေးဘက်ဝင်းချင်းမြို့ရွာတွေအထိပါသူတို့စီမှာပဲလာပြီးဝက်သားတွေကိုအမှားစားတွေပေးလိုက်ကြပါတယ်မိသားစုဝင်တွေအားလုံးကလည်းဒီလုပ်ငန်းအပေါ်မှာပဲစိတ်ရောကိုယ်ပါနှိမ့်မြုပ်ပြီးနိမနာညမနာတက်ညီလက်ညီနဲ့လုပ်ကန်ခဲ့ကြတယ်။လုပ်ငန်းကတဖြည်းဖြည်းနဲ့ကောင်းလာတော့သူတို့ကိုယ်တိုင်ပဲဝက်တွေကိုမွေးမြူရေးချမ်းအကြီးကြီးစောက်ပြီးစနစ်တကျမွေးမြူလာကြပါတယ်။ဝက်တွေဝါဖြိုးလာပြီဆိုရင်တော့မိသားစုဝင်တွေကိုယ်တိုင်ပဲဓမ္မကြီးတွေကိုကင်ပြီးဝက်တွေကိုတတ်ကြတယ်။အိမ်တော်ဦးစီးဖြစ်သူကဝက်ကိုချီနှောင်သားဖတွေကဝက်ရဲ့အော်တန်တွေကြားထဲမှာရင်အောက်ကနေသွေးကန်ခွက်တွေအသင့်ထားပြီးသွေးဖောက်အမွှေးနှုတ်နဲ့တနေ့သူတို့လက်တွေမှာဝက်သွေးတွေညှိစော်နှံနေတာဟာအဆန်းမဟုတ်တော့ပါဘူးသူတို့စိတ်ထဲမှာတော့ဒါဟာသူတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုပဲမိသားစုဝိုင်းရေးနဲ့ကြီးပွားရေးအတွက်လုပ်ရတာပဲဆိုပြီးဘာအကုသို့အကြောက်တရားမှမရှိပဲနေတိုင်းဝက်တွေကိုကိုယ်တိုင်တက်ဖြတ်နေခဲ့ကြတာပါအချိန်တွေကြာလာတဲ့နဲ့အမျှသူတို့စီကဝက်သားပမာဏဟာတနေ့ထက်တနေ့ပိုပြီးလိုအပ်ချက်များလာခဲ့တယ်။ဒီတော့မိသားစုဝင်တွေကိုယ်တိုင်ပဲတက်နေဖို့အချိန်မလောက်တော့တဲ့အထိအမှားစာတွေကတောင်းလို့ရလို့ပုံလာပါတယ်။ဒါကြောင့်သူတို့ရွာကားတွေမဟုတ်ပဲအဝေးကပါတန်တန်မာမာအလုပ်သမားတွေကိုလာခကောင်းကောင်းပေးပြီးလူငှားရပါတော့တယ်။သားသက်ယုံကြီးရဲ့မှာနေတိုင်းဝက်တွေရဲ့အသက်လူအော်ဟစ်တန်တွေသွေးညီစော်တွေဟာဖုံးလွှမ်းနေပြီးအလုသမားတွေကလည်းမိသားစုရဲ့ခိုင်းစေချက်အရာဓားတွေကိုသွေးပြီးတကောင်ပြီးတကောင်အဆက်မပြတ်နှိပ်စက်ကြပါတော့တယ်။သူတို့မိသားစုကတော့ဘေးကနေကြီးကျက်ပြီးအသားပေါ်တာတွေကိုပဲစနစ်တကျစရင်လို့ရောင်းချဖို့ပြင်ဆင်ကြတယ်။ဒီလိုနဲ့ကန်တရားရဲ့အလှည့်ပြောင်းကထူးဆန်းခြင်းတော့ဒီသားသက်ယုံလုပ်ငန်းကြီးနဲ့တင်အဲ့ဒီမိသားစုဟာတဟုန်တို့ကြီးပွားချမ်းသာလာခဲ့ပါတယ်။ငွေကြေးတွေကရှေးလိုအိုင်လိုစီးဆင်းလာပြီးရွာမှာအကောင်းဆုံးအိမ်ကြီးအိမ်ကောင်းတွေစောင့်နိုင်လာကြတယ်။ရွှေတွေငွေတွေဆင်မြန်းနိုင်လာကြတယ်။သူတို့လုပ်ငန်းကအကျိုးပေးလွန်းလို့ဝက်တွေတက်လေးလေးငွေတွေပိုရလေးလေးပိုပြီးတော့အောင်မြင်လေးလေးဖြစ်နေခဲ့ပါတယ်။ပတ်ဝန်းကျင်ကလူတွေကသူတို့ကတော့တာသက်ယုံလုပ်ငန်းတွေကိုအကျိုးပေးပြီးစီးပွားတက်နေလိုက်ကြတာ။တန်တော်ပြောစမှတ်ပြုလာကြတဲ့အထိသူတို့ရဲ့စီးစိမ်ဥစ္စာတွေဟာတနေ့ထက်တနေ့ပိုမိုတိုးပွားလာခဲ့ပါတော့တယ်။အခုဆိုရင်သူတို့မိသားစုရဲ့တာသက်ယုံလုပ်ငန်းဟာဒေသအတွင်းမှာအကြီးဆုံးနဲ့အအောင်မြင်ဆုံးလုပ်ငန်းတစ်ခုဖြစ်နေပါပြီ။အိမ်မှာလည်းအလုပ်သမားတွေအများကြီးနဲ့ငွေကြေးတနာဥစ္စာတွေကလည်းလူလီစေးမရှိပြည့်စုံနေပါတယ်။ဝက်တွေကိုကိုယ်တိုင်လဲတက်လူငှားပြီးတော့လဲတက်ခိုင်းရင်းနဲ့ပဲသူတို့ရဲ့စီးပွားရေးအရှိန်အဝါကအထုအထိပ်ကိုရောက်နေခဲ့ပါတယ်။သူတို့စိတ်ထဲမှာတော့ငါတို့လုပ်ငန်းကတကယ်ကိုအကျိုးပေးတာပဲ။ငါတို့မိသားစုကကံကောင်းလိုက်တာလို့တွေးပြီးလော်ကီစီစိန်တွေကိုအပြေအဝခံစားနေကြဆဲဖြစ်ပါတယ်။ဒီလိုနဲ့တနေ့တော့သူတို့မိသားစုရဲ့တာကြီးဖြစ်သူမင်္ဂလာဆောင်ရမယ့်ရံမြတ်အချိန်ခါကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။တာဦးလည်းဖြစ်မိသားစုကလည်းစီးပွားရေးတောက်ပြောင်နေတဲ့အချိန်ဆိုတော့မင်္ဂလာပွဲကိုရွာမှာအကြီးကျယ်ဆုံးနဲ့အခမ်းအနားဆုံးကျင်းပပြီးဖို့ပြင်ဆင်ကြပါတော့တယ်။မင်္ဂလာဧကန်ပွဲအတွက်တခြားသူတွေလိုအသားငါသွားဝယ်စရာမလိုပဲမိသားစုပိုင်းတာသက်ယုံတွေကအကောင်းဆုံးအဝဆုံးဝက်တွေကိုပဲရွေးထုတ်ပြီးအိမ်ကွင်းမှာရင်စိတ်ကြိုက်ပေါ်ကြပါတော့တယ်။မင်္ဂလာရက်မြတ်မတိုင်ခင်ညကလေးကတာသက်ယုံတစ်ခုလုံးဝက်တွေရဲ့အော်ဟစ်ညီတွားတန်တွေနဲ့စူညံလို့နေပြီးဝက်အကောင်ပေါင်းများစွာကိုအသားပေါ်ပြီးဧည့်သည်တွေကိုတီခင်းဧကန်ဖို့ပြင်ဆင်ကြပါတော့တယ်။မင်္ဂလာပွဲနေ့မှာတော့တရွာလုံးကလူတွေဟာသူတို့ကျွေးမှုတဲ့ဝက်သားဟင်းကိုမြင်ရင်ရှက်ရည်စားတောက်ကြပြီးပျော်ပျော်ပါးပါးချီးမွမ်းနေကြတယ်။ဒါပေမဲ့တကယ်တော့တားကြီးဖြစ်သူရဲ့အိမ်ထောင်ရေးတစ္ဆာနဲ့တအိုးတအိမ်ထူထောင်ပြီးဘဝတစ်တစ်ခုကိုအေးအေးချမ်းချမ်းအစာပြရမယ့်အချိန်မှာသူတို့မိသားစုဟာတသက်ဝါရီရဲ့အသက်သွေးချွေအော်ဟစ်တန်တွေပြည့်နှက်နေတဲ့အာကုသို့အလူကြီးကိုပေးပြီးတော့မှဘဝကိုစတင်လိုက်ကြတာပါ။မင်္ဂလာပွဲရဲ့နောက်ကွယ်မှာအသက်ပေါင်းများစွာရဲ့ရန်ညိုညီတွားတန်တွေဟာဖုံးလွှမ်းနေခဲ့ပေမဲ့အောင်မြင်မှုနဲ့စီးစိမ်မှုတွေအောက်မှာဘယ်သူမှဒါကိုသတိမထားမိခဲ့ကြပါဘူး။
မင်္ဂလာပွဲပြီးလို့တာကြီးတို့ဇနီးမောင်နှံဘဝအသစ်ကိုရှောက်လန်းတဲ့ခါမှာလဲအိမ်တော်စုအသစ်ရဲ့စီးပွားရေးအတွက်ဒီသားတက်ယုံလုပ်ငန်းကိုပဲဆက်လက်ပြီးလက်လွှဲယူလုပ်ကင်ကြရပြန်ပါတယ်မိဘတွေနီးတူတာအကြီးနဲ့ချွေးမဖြစ်သူကလည်းဝက်တွေကိုကိုယ်တိုင်တက်လူငါတက်ခိုင်းနဲ့သွေးစွန်းတဲ့ဓမ္မကြီးတွေကိုပဲဆက်ပြီးကင်ဆွဲနေကြပါတယ်သူတို့ရဲ့လုပ်ငန်းကလည်းရှေ့ကထပ်ပို့ပြီးတော့အော်ဒါတွေတက်ပို့ပြီးတော့ငွေတွေအလုံးအရင်းနဲ့ဝင်လာခဲ့ပါတယ်အခုသူနဲ့စတင်ခဲ့တဲ့အိမ်ထောင်ကြီးဖြစ်ပေမဲ့လောလောဆယ်မှာတော့စီးပွားရေးကအစမတန်အကျိုးပေးနေသေးပါအိမ်အောင်ကြပြီးမကြခင်မှာပဲချွေးမဖြစ်သူမှာကိုဝင်ရရှိလာခဲ့ပြီးမိသားစုတစ်ခုလုံးတာဦးမြေဦးလေးရတော့မယ်ဆိုပြီးဝမ်းသာအားရဖြစ်နေကြတယ်ဒီလိုဝမ်းသာစရာအချိန်မျိုးမှာလဲသူတို့မိသားစုကထုံးစံအတိုင်းအောင်ပွဲခံတဲ့အနေနဲ့ဝက်တွေကိုပို့ပြီးတော့တက်ဖြတ်ပို့ပြီးတော့အသားတွေပေါ်ပြီးလုပ်ငန်းကိုအရှိန်အဟုန်မြင့်တင်လုပ်ကင်လာခဲ့ကြပါတယ်သူတို့စိတ်ထဲမှာတော့စီးပွားရေးကလည်းတက်မြေဦးလေးကလည်းရတော့မယ်ဆိုတော့ငါတို့မိသားစုဟာဘာလို့အဆင်ပြေပြီးကန်ထူးနေတဲ့မိသားစုပဲလို့တထစ်ချယုံကြည်နေကြပြီးနေ့စဉ်နဲ့အမျှအကုသို့အလုပ်ကိုလုံမြဲတိုင်းလုပ်နေခဲ့ကြတာပါအခုဆိုရင်တာအကြီးရဲ့ဇနီးတဲ့ဟာဘိုက်ကြီးတကားကနဲ့မွေးဖို့ရက်ပိုင်းအလိုကိုရောက်ရှိလို့လာခဲ့ပါပြီအိမ်မှာလည်းမြေဦးလေးအတွက်အဝတ်အထည်တွေပကတ်တွေနဲ့အကုန်အစင်သင့်ပြင်ထားကြပါတယ်တာသက်ယုံကြီးရဲ့မှာတော့အလုသမားတွေရဲ့ဝတ်သက်တန်တွေဓာသွေးတန်တွေဟာအမြဲလိုပဲ့တင်ထက်နေတော့အာကုသို့အခြေခံနဲ့တိဆောက်ထားတဲ့ဘဝအသစ်အာကုသို့သွေးရည်ကြားထဲမှာထွက်ပေါ်လာမယ့်အသက်တစ်ခုတနေ့တော့တမီသားစုလုံးမျောလင်းဆောင်စားနေကြတဲ့အချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီချွေးမဖြစ်သူရဲ့ဘိုက်ကနာကျင်လာပြီးမွေးဖွားဖို့အတွက်လက်သေးတွေဆရာဝန်တွေကိုအပြေးလွှားခေါ်ကြရတယ်အိမ်ရှိမှာတော့တာအကြီးနဲ့မိဘတွေကညီဦးလေးမွေးလာတော့မယ်ဆိုပြီးရှင်တတိတ်တိတ်နဲ့စောင့်နေကြပါတယ်။ဒါပေမဲ့ခလေးမွေးဖွားပြီးလို့ထွက်လာတဲ့ငိုတန်းနဲ့အတူအထက်ကလူတွေရဲ့ထိတ်လန့်တကြားအော်ဟစ်တန်တွေပါထွက်ပေါ်လာခဲ့တယ်။တာဦးလေးကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့တမိသားစုလုံးသွေးပြတ်မတက်ထိတ်လန့်သွားကြရပါတော့တယ်။အကြောင်းရင်းကတော့မွေးလာတဲ့ခလေးငယ်လေးဟာမွေးရပါအရေးပြားလုံးဝမပါလာတဲ့ထူးဆန်းဆိုးဝါးလာတဲ့ယောဂကြီးနဲ့မွေးဖွားလို့လာခဲ့တာပါပဲ။ရှင်သွေးငယ်လေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာအရေးပြားလုံးဝမရှိပဲရဲရဲနေနေတဲ့အသားဆိုင်တွေသွေးစိမ့်ရှင်ရှင်တွေနဲ့ကြီးရတာအင်မတန်မှရင်နာစရာကောင်းလာပါတယ်။ခလေးလေးဟာအသားကိုတစ်ခုခုနဲ့ထိမိလိုက်တိုင်းဒါမှမဟုတ်လေတိုက်မိုံနဲ့တင်ဆက်ပြင်းနာကျင်လို့အားကုန်အော်ဟစ်ပြီးငိုကြွေးနေရရှာတယ်။ဒီမြင်ကွင်းဟာသူတို့သားသက်ယုံထဲမှာဝက်တွေကိုအမွှေးတွေနှုတ်အရေးကုန်ခွာပြီးသွေးစိမ့်ရှင်ရှင်ထွက်နေတဲ့ဝက်သားတုံးကြီးတွေနဲ့တပုံစံနဲ့တူနေခဲ့တာပါမိသားစုဝင်တွေဟာခလေးကိုကြည့်ပြီးရင်ကျိုးမတက်ခံစားရပေမဲ့ဒါဟာသူတို့နေ့တိုင်းလက်ရဲစရဲလှုပ်ခဲ့တဲ့အာကုသို့ကံတွေရဲ့တံပြန်တက်ရောက်မှုကံရဲ့အကျိုးပေးဆိုတာစတင်ပြီးသတိပြုလာမိကြပါတော့တယ်ဝကျွေးဆိုတာကခလေးလေးတွေမဟုတ်ပဲအဖေဖြစ်သူသားကြီးစီကိုပါတပြိုင်နက်တည်းအချိန်ဟုန်နဲ့ရိုက်ခတ်လာပါတော့တယ်ခလေးမွေးပြီးတိတ်မကြခင်မှာပဲသားကြီးဖြစ်သူရဲ့ခန္ဓာကိုယ်မှာလည်းထူးဆန်းတဲ့ဝိညာဉ်ကန္နာယောဂဆိုကြီးတစ်ခုစတင်ဖြစ်ပွားလာခဲ့ပါတော့တယ်ဒီကိုယ်လုံးမှာအနာစိမ့်တွေအဖုအပိတ်တွေပေါက်လာပြီးရိုင်းရံလွန်းလို့ကုတ်ဖက်လိုက်ရင်အသားတွေကအဖက်လိုက်လန်ထွက်တက်လာတယ်။ဘယ်စေးရုံပြပြဘယ်ဆရာဝန်နဲ့ကုကုဘာစိမ့်မှမတူပဲနေ့စဉ်နဲ့အမျှဝေဒနာကပိုပြီးရောင်ပြင်းထန်လာခဲ့ပါတယ်။အသားတွေကတဖြည်းဖြည်းပုတ်ဆက်ညှိစော်နှံလာပြီးသူ့ရဲ့ပုံစံဟာတက်ရှိလူသားတယောက်နဲ့မတူတော့ပဲဝေဒနာတွေကိုအလူးလဲခံစားနေရရှာတာပါ။ညနေတကောင်ရအချိန်တွေကိုရောက်ရင်သူတို့အိမ်ကြီးထဲမှာကြားရတဲ့အတန်တွေကအင်မတန်မှကြောက်မက်ဖွယ်ကောင်းပါတယ်။အခန်းတစ်ဖက်ကမွေရပါအရေးပြားမပါလာတဲ့ကလေးငယ်လေးရဲ့နာကျင်လုံးလိုတစားစားငိုကြွေးအော်ဟစ်တန်နောက်အခန်းတစ်ဖက်ကတော့ခန္ဓာကိုယ်တစ်ခုလုံးဝိညာဉ်ကန္နာတွေရဲ့အသားတွေပုတ်ပွားပြီးလူလိမ့်အော်ဟစ်နေတဲ့အဖေဖြစ်သူရဲ့အတန်တွေဟာအိမ်ကြီးတစ်အိမ်လုံးမှာပဲ့တင်ထက်နေပါတယ်။ထူးဆန်းတာကအဲ့ဒီသားဖားနှစ်ယောက်ရဲ့ညီတွအော်ဟစ်တန်တွေဟာသားသက်ယုံထဲမှာဓာတ်နဲ့အထိုးခံရလို့အသက်လူအော်ဟစ်နေကြတဲ့ဝက်တွေရဲ့အော်ဟစ်တန်နဲ့အလွန်တူညီနေခဲ့ပါတယ်။သူတို့မိသားစုနေ့စဉ်နဲ့အမျှတက်ဖြတ်ခဲ့ကြတဲ့ဝက်တွေရဲ့အသက်ပေါင်းများစွာသွေးကော့ပေါင်းများစွာဟာအခုတော့အချိန်တန်ပြန်တက်ရောက်လာခဲ့ပါပြီ။အရင်ကသားသက်ယုံလုပ်ငန်းနဲ့အကျိုးပေးပြီးကြီးပွားချမ်းသာခဲ့တဲ့ငွေကြေးဒဏတွေရွှေငွေတွေဟာလည်းဒီဝိညာဉ်ကန္နာယောဂဆိုးတွေကိုကုသဖို့အတွက်ရေလိုပဲကုံဆုံးလာခဲ့ရပါတယ်။ဘလောက်ပဲပတ်စံရှိကံရဲ့အကျိုးပေးဝတ်ကြွေးကိုတော့ငွေနဲ့ဝယ်လို့မရနိုင်ခဲ့ပါဘူး။အရင်ကပျော်ရွှင်ခဲ့တဲ့မိသားစုကြီးဟာအခုတော့သားသက်ယုံကနေပေးဆက်လိုက်ရတဲ့သွေးပြက်စရာကံကြမ္မာဆိုးကြီးဝတ်ကြွေးကြီးအောက်မှာနေစဉ်နဲ့အမျှငရဲကျနေခဲ့ရပါတယ်။
ဒီလိုနဲ့တအိမ်လုံးမှာဝိနာကန်တာတွေနဲ့ညီတွားတန်တွေဖုံးလွှမ်းနေပြီးတဲ့နောက်မိသားစုရဲ့စီးပွားရေးဟာလည်းအရင်လိုတာယာမနေတော့ပါဘူး။သားကြီးရဲ့ယောဂဇိုးကိုကုသဖို့နဲ့ညီလေးရဲ့အရေးပြားမပါတဲ့အနာတွေကိုနေတိုင်းဆေးထည့်ပေးဖို့အတွက်ရှာဖွေထားသမျှငွေကြေးတွေဟာတဖြည်းဖြည်းနဲ့လျော့ပါလာခဲ့ပါတယ်။ဒါပေမဲ့ခတ်တာကမိသားစုရဲ့တခုရီသောဝင်ငွေလမ်းကြောင်းဟာဒီသားသက်ယုံလုပ်ငန်းဖြစ်နေတော့ဝေကျွေးမြက်ဝါတင်တင်တွေ့နေရပါလျက်နဲ့အိမ်ကလူတွေဟာဝတ်သက်တဲ့အလုပ်ကိုလုံးဝရှက်ပြစ်လိုက်လို့မရသေးပြန်ပါဘူး။ဝတ်သက်မှပတ်စံရမယ်။ပတ်စံရမှစေဖို့ပေးနိုင်မယ်ဆိုတဲ့တန်တရားစဝန်းစိုးကြီးရဲ့မှာသူတို့မိသားစုဟာပိတ်မိနေသေးပါ။အခြေအနေတွေပိုဆိုးလာတာကတော့တနေ့ထက်တနေ့သားကြီးရဲ့ယောဂါကပိုပြီးပြင်းထန်လာတာပါပဲ။အသားတွေပုတ်ဆက်ညှိစော်နှံလာယုံတင်မကပဲညဘက်ဆိုရင်ဝေဒနာခံစားရလွန်းလို့အိယာထဲမှာလူးလိမ့်ပြီးဝက်တီလိုအော်ဟစ်ညီတွားလာတတ်ပါတယ်။အလုသမားတွေကလည်းတားသက်ယုံထဲမှာဝက်သက်နေရင်အိမ်မကြီးဘက်ကနေထွက်ပေါ်လာတဲ့သားကြီးရဲ့အော်တန်ကိုကြားရတဲ့အခါဝက်အော်တန်နဲ့ခွဲခြားမရလောက်အောင်တူလုံးလိုကြက်သိမ်းမွေးညင်းထပြီးတွန်တုံကြီးနဲ့ကင်ထားတဲ့လက်နက်တွေကိုလှုပ်ချပစ်ခဲ့ပါတယ်။လူငါးတွေတောင်ကြောက်လန့်ပြီးတယောက်ပြီးတယောက်အလုထွက်ကုန်ကြတဲ့အထိကန်တရားကနှိပ်စက်လာခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းတနာစရာကလေးငယ်လေးဟာအရေးပြားမပါတော့အဝတ်စားလဲပတ်လို့မရအနှီးလဲထုတ်လို့မရပဲမွေးကလေးကဖျောင်းပစိုးအနုလေးပေါ်မှာပဲပက်လက်ကလေးလှဲထားရရှာတယ်။အနာတွေရာရံပြီးနာကျင်လုံးလို့သူ့လက်သေးတွေနဲ့သူပြန်ကုတ်မိရင်ရဲရဲနေနေတဲ့အသားဆိုင်တွေထဲကနေသူ့ရဲ့ချက်ချင်းပန်းထွက်လာတတ်တယ်။ကလေးမေဖြစ်သူချွေးမကတော့ကလေးကိုကြည့်ပြီးနေတိုင်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေုံနေမကပဲလျောက်ကြားဖြစ်သူရဲ့ပုတ်ဆက်နေတဲ့အနာတွေကိုလည်းဆေးထည့်ပေးရင်လည်းတောကမီတွေလောင်မြိုက်နေခဲ့ရပါတယ်။အိမ်တော်ဦးစီးဖြစ်တဲ့မိဘနှစ်ပါးလည်းသားနဲ့မိရဲ့အခြေအနေကိုကြည့်ပြီးရင်ကျိုးမတက်ခံစားခဲ့ရပေမဲ့အရင်ကပြုခဲ့မှုတဲ့ကံတွေကပြင်းထန်လုံးတော့ဘာမှတက်နိုင်ခြင်းမရှိခဲ့ပါဘူး။အရင်ကသားသက်ယုံလုပ်ငန်းနဲ့အကျိုးပေးပြီးကြီးပွားချမ်းသာခဲ့စဉ်တုန်းကဝက်တွေကိုညှာတာမှုမရှိဘဲတက်ဖြတ်ခဲ့သမျှသွေးကွက်တွေဟာအခုတော့မိသားစုရဲ့အင်္ဂရင်ပေါ်မှာဝေဒနာအဖြစ်နဲ့ပြန်လည်အသက်ဝင်လာခဲ့ပါပြီ။သူတို့ကိုယ်တိုင်လည်းဝက်တွေတက်ခဲ့တယ်လို့လူငါပြီးတော့လည်းအကောင်ပေါင်းများစွာတက်ခိုင်းခဲ့တဲ့အာကုသို့အကျိုးကအခုတော့တာသမီမြည်မြစ်တွေအထိပါခွင်းဆက်လိုက်ပြီးဝေကျွေးဆက်ခိုင်းနေတယ်လို့ဖြစ်နေခဲ့ပါတယ်။အခုဆိုရင်အင်ကြီးတဲ့အိမ်လုံးဟာအရင်ကလိုပျော်ရွှင်စရာစီးစိမ်ရှိတဲ့အိမ်ကြီးမဟုတ်တော့ပဲနေရောညပါညီတွားတန်တွေနဲ့ခြောက်ချားစရာကောင်းလာတဲ့ငရဲအိုးကြီးတစ်ခုလိုဖြစ်နေပါပြီ။သားကြီးရဲ့ဝိနာကန်နာယောဂါကလည်းတကူလုံးအသားတွေလန်ထွက်ပြီးအယိုးပေါ်အရည်တင်အခြေအနေထိဆိုးရွားလာသလိုကလေးငယ်လေးလည်းနာကျင်မှုဝေဒနာကိုအလူးလဲခံစားနေရတော့မှာ။သားသက်ယုံလုပ်ငန်းကရတဲ့ငွေတွေဟာလည်းဒီဝေဒနာတွေကိုမသက်သာစေနိုင်ပဲကံကံရဲ့အကျိုးပေးပုံဟာဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတာကိုပြသနေစေ။ဒီလိုနဲ့သားနဲ့မြီးဖြစ်သူရဲ့ဝိနာကန်နာဝေဒနာကိုကြည့်ပြီးတအိမ်လုံးတောကမီတောက်လောင်နေတဲ့ကြားထဲကပဲဝေကျွေးရဲ့တံပြန်တက်ရောက်မှုကရပ်တန့်မသွားခဲ့ပါဘူး။အရင်ကသားသက်ယုံလုပ်ငန်းနဲ့ကြီးပွားအောင်လမ်းစားဖော်ခဲ့ပြီးဝက်တွေကိုကိုယ်တိုင်လဲတက်လူငါးပြီးလဲတက်ခိုင်းခဲ့တဲ့အိမ်တော်ဦးစီးဖခင်ကြီးရဲ့အလှည့်ကိုရောက်လို့လာခဲ့ပါပြီ။တနေ့တော့ဖခင်ကြီးဟာသားသက်ယုံလုပ်ငန်းတိုးချဲ့ဖို့နဲ့ငွေကြေးကိစ္စအဝဝအတွက်မြို့ပေါ်ကိုအလုပ်ကိစ္စနဲ့တွားဖို့အကြောင်းဖန်လာခဲ့ပါတယ်။အိမ်ကထွက်သွားတဲ့အချိန်တုန်းကဘာမှမဖြစ်တယ်လို့နဲ့မကြခင်ပြန်လာခဲ့မယ်ဆိုပြီးထွက်သွားခဲ့တာပါ။ဒါပေမဲ့မြို့ပေါ်ရောက်တဲ့အခါမှာတော့ကံကြမ္မာရဲ့အလှည့်ပြောင်းကထူးဆန်းဆိုးရွားစွာနဲ့ဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒီမြို့မှာကလူမိုက်ကိုင်းအချင်းချင်းရန်အညူးဟောင်းတွေနဲ့တယောက်ကိုတယောက်လိုက်လံတက်ပြတ်နေကြတဲ့အချိန်ဖြစ်နေခဲ့တာပါ။ဖခင်ကြီးလမ်းလျှောက်သွားတဲ့အချိန်ရန်ညိုးရှိတဲ့လူမိုက်တစုကဖခင်ကြီးကိုသူတို့တက်ရမယ့်ရန်သူနဲ့ပုံပန်းတရံချွတ်ဆွတ်တူနေလို့ဆိုပြီးနေကင်းကြောင်တောင်ကြီးမှာတင်လူမာပြီးဝိုင်းဝန်းတိုက်ခတ်ကြပါတော့တယ်။ဖခင်ကြီးမှာဘာအပြစ်မှမရှိပဲရုတ်တရက်အမဲလိုက်ခံရတဲ့တသက်ဝါတကောင်လိုဖြစ်သွားခဲ့ရပါတယ်။လူမိုက်တွေဟာဓမ္မကြီးတွေဒုတ်တွေနဲ့ဖခင်ကြီးကိုအကျဉ်းသာတရားမရှိပဲဝိုင်းဝန်းခုန်နှက်ကြပါတယ်။ဖခင်ကြီးဟာလမ်းမပေါ်မှာလဲကြပြီးကဲကြပါဦးငါမှဘာပြစ်မှမရှိပါဘူးမင်းတို့လူမားနေပြီလို့အော်ဟစ်တောင်းပန်ပေမဲ့ဘယ်သူမှလာမကယ်ရဲကြသလိုလူမိုက်တွေကလည်းအရှိန်မလျှော့ပဲရရဆက်ဆက်တက်ပြတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဖခင်ကြီးခံစားနေရတဲ့နာကျင်မှုနဲ့အသက်လူအော်ဟစ်တန်တွေဟာသူကိုယ်တိုင်သားသက်ယုံထဲမှာဝက်တွေကိုပက်လက်လှန်ချီနှောင်ပြီးရရဆက်ဆက်လှုပ်ခဲ့တဲ့ဝက်တွေရဲ့အသက်လူအော်ဟစ်တန်နဲ့တပုံစံနဲ့တူညီနေခဲ့ပါတော့တယ်။ဝက်တွေကိုညှာတာမှုမရှိပဲအုပ်စုလိုက်ဝိုင်းတိုက်ခဲ့တယ်လို့မျိုးအခုတော့ဖခင်ကြီးကိုယ်တိုင်လည်းလူမိုက်တွေရဲ့ဝိုင်းဝန်းခုန်နှက်မှုအောက်မှာသွေးဟိုင်နဲ့လူလိမ့်ပြီးအသက်ပြောက်သွားခဲ့ရရှာပါတယ်။
အရင်ကတာသက်ယုံကနေသွေးစိမ်းရှင်ရှင်တွေနဲ့ငွေရှာပေးခဲ့တဲ့အိမ်ထောင်ဦးစီးဖခင်ကြီးဟာအခုတော့အဝေးတနေရာကလမ်းမပေါ်မှာသွေးအိုင်နဲ့တည်ဆုံသွားခဲ့ရပြီဆိုတဲ့သတင်းဆိုကြီးကအိမ်ကိုရောက်ရှိလာခဲ့ပါတယ်။သတင်းကြကြချင်းအိမ်ကလူတွေဟာရင်ဘတ်ထုကငိုကြွေးကြပေမဲ့ဒါဟာရှော့တွက်လို့မရတဲ့ကန်ရဲ့အကျိုးပေးဝေကြွေးပြန်လဲပေးဆက်ရခြင်းဆိုတာကိုပိုပြီးထင်ရှားလာစေခဲ့ပါတယ်။ကိုယ်တိုင်လည်းတက်သူတစ်ပါးကိုလည်းတက်ခိုင်းခဲ့တဲ့အာကုသိုကန်ဟာအခုတော့အိမ်ထောင်ဦးစီးဖခင်ကြီးကိုလူမားပြီးရဲဆက်ဆက်အသက်ခံရတဲ့အထိကန်အကျိုးပေးကကြောက်စရာကောင်းအောင်လိုက်လံဖျက်ဆီးလိုက်ပါပြီအိမ်မှာကြံခဲ့တဲ့သားကြီးနဲ့မိလေးကလည်းဝိနာကန်တာတွေနဲ့နေရိုင်းငရဲကြသလိုအော်ဟစ်နေရတဲ့ကြားတွေကအခုလိုအိမ်ရဲ့တိုင်ကြီးဖြစ်တဲ့ဖခင်ကြီးပါအသက်ပေးဆက်လိုက်ရတော့မိသားစုကြီးတစ်ခုလုံးဟာလုံးဝသွေးပြတ်ခြောက်ခြားသွားကြပါတော့တယ်။ပြန်ကြားရဲ့ဝကြွေးတွေပြန်လဲပေးဆက်ရပုံဟာဘလောက်တောင်ထိတ်လန့်စရာကောင်းလိုက်လဲ။ဖခင်ကြီးရရဆက်ဆက်အသက်ခံလိုက်ရတဲ့တရင်ဆိုကြီးကြောင့်တအိမ်လုံးသွေးပြတ်နေရတဲ့ကြားတွေကပဲနောက်ထပ်ရှင်နာစရာကံကြမ္မာဆိုးတစ်ခုကထပ်မံရောက်ရှိလာခဲ့ပြန်ပါတယ်။အိမ်ရှိမှာဖခင်ကြီးရဲ့ရုပ်အလောင်းကိုပြင်ဆင်နေရတဲ့အချိန်မှာပဲအိမ်ထဲကနေချိန်မဖြစ်သူရဲ့ရှင်ခွဲမတက်အော်ဟစ်ငိုကြွေးတန်ကြီးထွက်ပေါ်လာပြန်ခဲ့ပါတယ်။အားလုံးပြပြတလဲပြေးကြည့်လိုက်တဲ့အခါမှာတော့ဖျောင်းပစိုးနုနုလေးပေါ်မှာမွေးကလေးကအရှိပြားမပါပဲဝေဒနာကိုအလူးလဲခံစားနေရရှာတဲ့တနာစရာကလေးငယ်လေးဟာနာကျင်မှုဒဏ်တွေကိုမခံနိုင်တော့ပဲအသက်ရှူရက်ပြီးတည်ဆုံသွားခဲ့ရှာတာပါမွေးကလေးကအနည်းအောင်မပတ်နိုင်ပဲသွေးစိမ်းရှင်ရှင်အသားဆိုင်တွေနဲ့နေတိုင်းငရဲကြသလိုအော်ဟစ်ခဲ့ရတဲ့ကလေးငယ်လေးဟာအခုတော့အသက်မဲ့တဲ့ရုပ်အလောင်းလေးအဖြစ်တည်ဆုံသွားခဲ့ရရှာပါပြီအဖိုးဖြစ်သူလူမားပြီးအသက်ခံရတဲ့နေ့မှာပဲမိဦးလေးကလည်းဒီလိုဝေဒနာတွေနဲ့တည်ဆုံသွားခဲ့ရတာဟာတိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူးအရင်ကတာသက်ယုံထဲမှာဝက်အမိအဖတွေကိုတက်ဖြတ်ဝက်ကလေးတွေကိုအမိဝမ်းထဲကနေခွဲထုတ်ပြီးရရဆက်ဆက်တက်ခဲ့ကြတဲ့ကံတွေကအရှိန်အဟုန်နဲ့တပြိုင်နက်တည်းဝစ်လဲပြီးအိမ်အောင်စုကြီးကိုဖျက်ဆီးပစ်လိုက်တာပဲဖြစ်ပါတယ်တနေ့ထဲမှာရင်အဖိုးဖြစ်သူရောမိဖြစ်သူပါတိတ်ဆုံးသွားရတဲ့အတွက်အဲ့ဒီအိမ်ကြီးထဲမှာငိုကြွေးတန်တွေတောကမီတွေပြန်လွင်လို့နေပါတယ်စီးပွားရေးတွေအကျိုးပေးပြီးကြီးပွားချမ်းသာခြင်းတုန်းကဒီသားသက်ယုံလုပ်ငန်းဟာငါတို့အတွက်ရေနာတိုက်ကြီးပဲလို့ထင်ခဲ့ကြပေမဲ့အခုချိန်မှာတော့အဲ့ဒီလုပ်ငန်းကရတဲ့ရွှေငွေတွေစီးစိမ်ဥစ္စာတွေဟာသူတို့မိသားစုရဲ့အသက်တွေကိုမကာကွယ်ပေးနိုင်ခဲ့ပါဘူးကျန်ရည်သူသားအကြီးကလည်းတကူလုံးပုတ်ဆက်နေတဲ့ဝိနာကန်နာကြီးနဲ့ဂရင်ပေါ်မှာတုံးလုံးပလက်လဲနေရင်ငါတို့ပြုတ်ခဲ့တဲ့ပါနာတိပါတာကန်ကြီးကတော့ဒုမိသားစုကိုအမုံချပြစ်လိုက်ပြီးဆိုပြီးနောင်တမဲ့ရည်တွေနဲ့ငိုကြွေးနေရှာပါတော့တယ်ဒါဟာဗုဒ္ဓဘာသာဝင်တိုင်းတတိပြုပြီးဆင်ကျင်စရာကောင်းလာတဲ့ပါဏာတိပါဒကံရဲ့ထင်ရှားလာတဲ့အကျိုးပေးပုံပဲဖြစ်ပါတယ်။သူ့အသက်ကိုတတ်ချင်းဆိုတဲ့အာကုသိုလ်ကံဟာလောလောဆယ်မှာစီးပွားတတ်တရားအကျိုးပေးတရားနဲ့မျက်လှည့်ပြတတ်ပေမဲ့အချိန်တန်ကံအကျိုးပေးခြင်းရောက်လာတဲ့အခါမှာတော့ကိုယ်တိုင်လည်းအသက်တူရတတ်တယ်လို့ကိုယ့်ရဲ့သားသမီးမေးမြစ်တွေအထိပါယောဂဆိုရီဝိနာကန္တာတွေနဲ့ရရဆက်ဆက်ပေးဆက်ကြရတတ်ပါတယ်။သူ့အတက်ကိုချင်းမစာပဲတက်ခဲ့သမျှဝကြွေးဟာတနေ့နေ့မှာမိမိစီကိုပုံစံအမျိုးမျိုးနဲ့ပြန်လဲရိုက်ခတ်လာမှအမှန်ပါပဲဒီသားသက်ယုံကမိသားစုရဲ့စိုးဝါးလှတဲ့ကံကြမ္မာဇလန်းလေးကိုနားဆင်ပြီးဗုဒ္ဓဘာသာဝင်တိုင်းပါဏာတိပါဒကံရဲ့ကြောက်မက်ဖွယ်ကောင်းပုံကံရဲ့အကျိုးပေးပုံတွေကိုကောင်းကောင်းကြည့်သဘောပေါက်ပြီးထိတ်လန့်တုန်လှုပ်ဖွယ်အတိတန်ဝေကတွေရရှိကြပါစေလောကကြီးမှာဘလောက်ပဲကြီးပွားချမ်းသာပါစေအောင်တော့အာကုသိုလ်နဲ့ရှာဖွေတဲ့စီးစိမ်ဥစ္စာတွေဟာတနေ့မှာဝကြွေးအဖြစ်နဲ့ပြန်လည်ပေးဆက်ရတတ်တာမို့သူတစ်ပါးအသက်ကိုတက်ဖြတ်ခြင်းမှရှောင်ကျဉ်ပြီးကောင်းမှုကံတွေကိုသာစီးပူးနိုင်ကြပါစေလို့တိုက်တွန်းရင်းဇလန်းလေးကိုဒီနေရာမှာနေမဲ့အဆုံးသတ်လိုက်ပါစီရှင်အဆုံးထိနာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်ဇလန်းကောင်းလေးတွေကိုအမြင်မပြတ်နာဆင်နိုင်ဖို့အတွက်ကျမရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါဦးနော်တာယာလှပတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်